ငပြောပင်ဆောင်တရေမငပြောပင်ဆောင်တရေမလာပြီးညရဲ့အလင်းရောင်အောင်မှာငပြောတော်ကြီးတစ်ခုလုံးစိမ့်စိမ့်ဆိုနေပါတယ်ငပြောတော်ရဲ့အလဲမှာအခြားငပြောပင်များထက်အရွယ်စားပိုကြီးပြီးထူးခြားတန်ဆွမ်းတဲ့ငပြောပင်ကြီးတစ်ပင်လည်းရှိနေပါတယ်ညဘက်ရောက်ပြီဆိုငပြောတော်တွေကနေမိမပြိုတူရဲ့တချင်းတီးဆိုးသံတွေကခုန်ပျော်ပနေပုံတွေကိုမြင်တွေ့ရတဲ့တဲလို့လေလူချိုးကဆိုကြပါတယ်ဒီနေ့ကတော့ဇော်မင်းတယောက်ရွာကိုပြန်လာတဲ့နေ့ဖြစ်ပါတယ်။ရန်ကုန်မှာအလုပ်လုပ်နေရင်ခွင့်ရရှိရတာမျိုးရွာကိုပြန်လာခဲ့တာဖြစ်ပါတယ်။အိမ်ပြန်ရောက်တာနဲ့ဖခင်ဖြစ်သူဦးကျော်မိုးကသားလေးကြိုက်တတ်တဲ့အစားအစာများကိုချက်ပြုတ်ပြင်ဆင်ပြီးကျွေးပါတယ်။မနက်စာစားပြီးတာနဲ့ဦးကျော်မိုးလည်းငပြောတော်ကိုဝင်ဖို့ပြင်ဆင်ရပါတယ်။သားဖြစ်သူဇော်မင်းကလည်းအိမ်မှာတယောက်တည်းမနေချင်တာနဲ့ဖခင်နဲ့အတူငပြောတော်တွေကိုလိုက်လာခဲ့ပါတယ်ဇော်မင်းတယောက်ငပြောတော်ရဲ့အလေကကြီးမားတန်ဆွမ်းတဲ့ငပြောပင်ကြီးတစ်ပင်ကိုစိုက်ကြည့်နေပါတယ်ဒီငပြောပင်ကတခုခုထူးခြားနေတယ်လို့ပါပဲငပြောရွက်တွေကလည်းကားကွက်တစ်ခုလိုရိမ့်လွဲ့လှုပ်ရှားနေပါတယ်မှုပြန်းတဲ့ရနံ့တွေလည်းထွက်ပေါ်နေပါတယ်ညနေဆောင်မှာတားဖနှစ်ယောက်အလုတ်သိမ်းပြီးငပြောတော်တွေကနေပြန်လေထွက်ခွာလာခဲ့ပါတယ်။ညရောက်တဲ့အခါထူးခြားမှုတွေကစတင်လာပါပြီ။ငပြောတော်ရဲ့အလေကငပြောပင်ကြီးရဲ့ခြေရင်းမှာလှပတဲ့မိမပြူတယောက်ရှိနေပါတယ်။အဲဒီမိမပြူလေးကတချင်းတပုတ်ကိုတီးဆိုတယ်။ကားကွက်များနဲ့ကပြနေတယ်။သူကအခြားသူမဟုတ်ပါဘူး။ငပြောပင်ကိုစောင့်နဲ့ငပြောပင်ဆောင်တရေမလေးတစ်ကောင်ဖြစ်ပါတယ်